ရှင်ဖေလူတွေကတင်းအဆဲဆဲအချိန်မှာကိုသွားရမယ့်ဘဝကိုမြင်ရတယ်လို့လူတချို့ကဆိုပါရယ်ဖေဒါအမှန်ပါသလားဖေနောက်တစ်ခုကလူတွေတင်းအိမ်မှာ9ရက်ထိနေခွင့်ရှိရလို့လည်းပြောပါရယ်ဖေလူတွေတင်းသူတို့ပြုခဲ့တဲ့ကံအတိုင်းစက္ကန့်မချနောက်ပုံတစ်ခုကိုရောက်တယ်လို့လည်းသိရပါရယ်ဖေဘယ်အမှန်ပါသလဲဖေမိကုံနှစ်ခုနော်တစ်ခုကတော့ကိုသွားမဲ့ဘုံဘဝကိုမြင်နေဆိုတာဟုတ်တလားလို့ပြေးတာနော်ဒါကလူတိုင်းတော့မဟုတ်ပါဘူးသူကလူတယောက်ဒီတေခါနေ့မှာအာယုံ၃မျိုးထင်တယ်လေကံရယ်ကမ္မနမိတ်ရယ်ဂတိနမိတ်ရယ်ထင်တယ်အဲ့မှာ၃မျိုးမှာကံဆိုတာကသူလုပ်ခဲ့တဲ့ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်တွေပေါ်တာပေါ့ဥပမာဝတ်တွေကြက်တွေတက်ပြီးတော့စီဝါရှာနေတဲ့လူတွေဆိုလို့ရှိရင်ပေါ့တေခါနေ့မှာဝတ်တွေကိုတက်နေတဲ့ပုံကြက်တွေကိုတက်နေတဲ့ပုံတွေသူပေါ်လာမယ်နော်တကယ်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဆိုရင်လည်းတန်ဃာတော်တွေကိုဆုံးခံနေတဲ့ပုံတရားထိုင်နေတဲ့ပုံပေါ့နော်သီလဆောက်နေတဲ့ပုံတရားနာနေတဲ့ပုံအဲ့ဒါတွေကိုပေါ်လာတတ်တယ်ဒါကိုကံနမိတ်ကံလို့ခေါ်တယ်ကမ္မနမိတ်ဆိုတာကသူနဲ့ပတ်သက်တဲ့အဝန်းကျင်ကဟာတယ်ဥပမာဝတ်သက်ကြတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဝတ်တွေပုံတွေနွားတွေပုံတွေလှမ်းတွေပုံတွေနော်သွေးတွေအဲ့ဒါမျိုးတွေဆက်ဆက်တဲ့ဥစ္စာတွေပေါ်လာတာကိုကမ္မနမိတ်လို့ခေါ်တယ်အလိုလုပ်တဲ့ပုဂ္ဂိုလ်ဆိုရင်လည်းဘုန်းကြီးအာယုံတွေဖျားပုံတွေပေါ်လာတယ်ဒီကနေ့မှာဖျားပုံပေါ်တယ်ဘုန်းကြီးပုံတွေပေါ်တယ်သင်္ကန်းပုံတွေပေါ်လာတယ်ကျောင်းပုံတွေပေါ်လာတယ်ဇေဒီပုံတွေပေါ်လာတယ်အဲ့ဒါဆိုရင်ကမ္မနမိတ်လို့ခေါ်တယ်နောက်ဂတိနမိတ်ပေါ်တဲ့အားကြတဲ့ကျတော့ခုနကသူသွားမဲ့ပုံငရဲသွားမဲ့ပုဂ္ဂိုလ်ဆိုရင်ငရဲမီးတွေငရဲခွေးတွေပေါ့လက်ပြသွားမဲ့ပုဂ္ဂိုလ်ဆိုရင်နတ်ရထားတွေနတ်ပန်းနတ်ဗိမာန်တွေဒုတိယတန်တွေသူကြားရတာပေါ့နော်အဲ့ဒါဂတိနမိတ်လို့ခေါ်တယ်အဲ့ဒါဒီ၃မျိုးတစ်ခုခုတော့ပေါ်ကြတာကြီးပဲအားလုံးကဂတိနမိတ်ပေါ်တာမဟုတ်ဘူးတချို့ကကံပေါ်တယ်တချို့ကဂတိကမ္မနမိတ်ပေါ်တယ်တချို့ကဂတိနမိတ်ပေါ်တယ်၃မျိုးလုံးတော့မပေါ်တတ်ဘူး၃မျိုးကတစ်ခုခုပေါ်တတ်တယ်ပေါ့နော်အဲကြောင့်လူတိုင်းဒီတေကနေသွားမဲ့ပုံကိုမြင်လဲဆိုတာတော့မဟုတ်ဘူးမြင်လာလဲရှိတယ်မမြင်လာလဲရှိတယ်နော်နောက်မိခွန်းတစ်ခုကတော့ပါလဲတေပြီးသားလူ9ရက်ရှိတယ်ဆိုတဲ့ဟာနော်ဆိုတော့အဲ့ဒါကမှန်လဲမှန်တယ်မမှန်လဲမှန်ဘူးပေါ့နော်အသုံးလုံးလွဲတဲ့သဘောပါ9ရက်ရှိတယ်ဆိုတာကဒီလိုပါအဲ့ဒါကဘဝတစ်ပါးတကယ်တော့ပြောင်းသွားပါပြီနော်အဘိဓမ္မာသဘောအရအနန္တရပစ္စည်းနော်သုတိရဲ့အခြားဘက်မှာပရိသန္တိစိတ်တန်းဖြစ်တယ်အဲ့တော့ဘဝတစ်ပါးပြောင်းသွားတာကိုလူတွေကသတိမထားမိပါနဲ့ဒီဝိညာဉ်ကောင်အတ္တကောင်လို့ယူလိုက်တဲ့ပြဿနာဒီကိစ္စကလေအဲ့တော့တည်သွားတယ်ဝိညာဉ်ကောင်ဖြစ်နေအိမ်မှာနေတယ်လို့ထင်နေတာဒါကဝိညာဉ်ကောင်မဟုတ်ဘူးတကယ်တော့ဘဝပြောင်းသွားတာပဲအဲ့ဒါတည်ပြီးတာနဲ့ချက်ချင်းပိဋ္ဌဘဝကိုရောက်သွားတာအဲ့ပိဋ္ဌဘဝကိုပဲမြန်မာတွေကဝိညာဉ်လို့ထင်နေတာနော်အိမ်မှာမကျွတ်မလွတ်ဖြစ်နေတယ်ဆိုတာကပိဋ္ဌဖြစ်နေတာပဲနော်ဒါလည်းအားလုံးမဟုတ်ပါဘူးနော်စွဲလန်းတဲ့ပုံကိုပဲဖြစ်တာပါလူတိုင်းသိလို့ရှိရင်အိမ်မှာ9ရက်နေတယ်ဆိုတာတော့လုံးဝမှားပါတယ်နော်အဲ့တော့အစွဲနဲ့တည်သွားတဲ့ပုံကိုဒီအိမ်မှာမကျွတ်မလွတ်ဘဲနဲ့ပိဋ္ဌဘဝနဲ့နေချင်တဲ့နေမယ်အစွဲမရှိတဲ့ပုံကိုဆိုရင်တော့ကောင်းပြသူဂတိလို့ရောက်ရှင်တဲ့ရောက်မှာပေါ့နော်အဲဒါကြောင့်ဦးဇင်းတို့အိမ်မှာ9ရက်နေတယ်ဆိုတဲ့စကားဒီလုံးဝမှားပါတယ်လို့နော်မကျွတ်မလွတ်ဖြစ်နေတယ်ဆိုတဲ့ဟာတွေကလည်းဘဝတစ်ပါးပြောင်းသွားတာပါပဲအဲ့တော့ဝိညာဉ်ကောင်လက်ပြကောင်အတ္တကောင်မဟုတ်ပါဘူးဒါဘဝတစ်ခုသာဖြစ်ပါတယ်နော်